မင်္ဂလာပါရှင်အနုပညာမိုးကောင်းငယ်အစီအစဉ်ကနေပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့အနုပညာမိုးကောင်းငယ်အစီအစဉ်ကနေလေပရိသတ်တွေအားလုံးအကြိုက်တွေ့စေမယ့်အနုပညာရုံဝန်းကမြင်ကွင်းတွေသတင်းတွေကိုစုံလင်နဲ့ခိုင်ကျွဲတဲ့ငယ်ချင်းတွေကပူးပေါင်းပြီးတော့တင်ဆက်ပေးအောင်မှာပဲဖြစ်ပါတယ်ဒီနေ့မှာပရိသတ်တွေတွေ့မြင်ရမယ့်မြင်ကွင်းတွေကိုကြိုပြီးတော့ခိုင်ကျွဲမိတ်ဆက်ပေးကြပါတယ်အဲ့ဒီမြင်ကွင်းတွေကတော့ရိုက်ကွင်းနောက်ွယ်အမှတ်တရတွေဖြစ်ဓာတ်ပုံရိုက်ကွင်းတစ်ခုရယ်နောက်ပြီးတော့ရှူတင်မိတ်ကင်တစ်ခုရယ်ပရိသတ်တွေအားလုံးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ပြီးတော့သူတို့ဘာလုပ်နေလဲဆိုတဲ့ကဏ္ဍတွေဒီကဏ္ဍတွေအများကြီးကိုဒီကနေ့မှာစုံလင်နဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့်ပရိသတ်တွေအားလုံးကအနုပညာမိုးကောင်းငယ်အစီအစဉ်ကိုအခုပဲဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြမယ်နော်နုပညာချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာနုပညာမိုးကောင်းငင်စီစဉ်ကနေပြီးတော့ပရိသတ်တွေကိုတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့နုပညာမြင်ကွင်းပွဲခန်းထားတွေကိုတင်ဆက်ပေးနေကြကနေအခုဆိုလို့ရှိရင်လည်းကျွန်တော်ရောက်ရှိနေရတော့ M3 Food Center မှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါဒေသရှင်နံပါတ်ဖြိုးတဲ့နန်းသူစာတို့ရဲ့ဒီနှစ်ယောက်တွဲခွေဖြစ်တဲ့ front load နဲ့ပေးထားဒီ Daisy ထွက်ရှိမှုအတွက်ကိုဒါစာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပပြုလုပ်နေတဲ့ပွဲခန်းထားပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ဒါ DVD music video ပါထွက်ရှိတဲ့အတွက်ပရိသတ်တွေအနေနဲ့ဒီနေ့ပွဲခန်းထားမြင်ကွင်းတွေကိုလည်းဒါသူတို့ပြောကြတဲ့စကားသံတွေနဲ့နားဆင်ရမှာဖြစ်တဲ့အတွက်တကယ်ကိုစိတ်ဝင်စားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီတော့ကျွန်တော်ရဲ့နောက်ကနေပြီးတော့ဆက်ပြီးတော့ live ပါခံတော့ကြည့်ရှုပေးကြပါအောင်ခင်ဗျာပရိသတ်များခင်ဗျာဒေသရှင်နန်းမြတ်ဖြိုးတဲ့နဲ့နန်းသူစားတို့နှုတ်ရဲ့ Friend Audio CD ထွက်ရှိပြီးတဲ့နောက်မှာပရိသတ်တွေမျှော်လင့်နေတဲ့သူတို့နှစ်ဦးစ조사ပြင်ဆင်ခဲ့တဲ့Friend DVD Music Video ကိုမိတ်ဆက်နိုင်ခဲ့ပါပြီ။အချိန်ယူစ조사ပြီးပြင်ဆင်ခဲ့တဲ့သူတို့နှစ်ဦးရဲ့ဒီ Friend DVD မိတ်ဆက်ပွဲခန်းနာကိုတော့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များစာနယ်ဇင်းမီဒီယာအသီးသီးကတာဝန်ရှိသူတွေနဲ့ကျင်းပပြုလုပ်ခဲ့ကြတာကိုပရိသတ်တွေမြင်တွေ့ရမှာပါ။ Friend DVD Music Video နဲ့ပတ်သက်ပြီးသူတို့နှစ်ယောက်ဘယ်လောက်ထိစူးစမ်းခဲ့ရတာတွေ Promotion နဲ့ပတ်သက်ပြီးမေးမြန်းထားတာတွေကိုအခုလိုကြားရမှာပါ။အဲ့ဒါနဲ့နာမည်ဆိုတဲ့မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါဒီနေ့မှာဆိုရှင်ဒါ Friend ခွေကိုဒီ DVD Music Video ထွက်ရှိတာဟောဒါပရိသတ်တွေကိုတကယ်စာနယ်ဇင်းမျိုးကိုမိတ်ဆက်တဲ့ပွဲဖြစ်ပြီးဒီတော့ဒီအခွေထဲမှာနှစ်ယောက်သားဘယ်လိုစူးစမ်းထားလဲဒါလေးအရင်ဆုံးတယောက်ချင်းစီရှင်းပြပေးပါဦးဗျ။ရင်ပြောလိုက်မယ်နော်ကျူးစားထားတော့နှစ်ယောက်စလုံးမှာပဲဒီအခွေကိုအချိန်ယူခဲ့ရလဲဘယ်လိုပြောမလဲမှန်းထားတဲ့ပူကြွားရပေါ့နော်အဲ့တော့လဲတောင်းပန်ပါတယ်လို့အခုတော့ထွက်ပါပြီလို့နှစ်ယောက်စလုံးဒီအခွေထဲမှာနည်းနည်းဆိုရင်လဲငိုယိုပြီးတရုပ်ဆောင်တာပါနန်းစာလဲငိုယိုပြီးတရုပ်ဆောင်တာအဲ့လိုပေါ့နော်နန်းစာဆိုရင်တော့တခါမှတေချာတရုပ်ပစာမှုနဲ့ဒီအထဲမှာတော့တရုပ်ဆောင်တာပေါ့နော်အဲ့လိုမျိုးတွေထူးခြားရေးပါပါတယ်ဟုတ်စူးစမ်းထားတာဆိုရင်တော့နမတို့နှစ်ယောက်လုံးကိုစွမ်းညံစွမ်းရှိတဲ့ပြေပေါ့နော်အစွမ်းကုန်စူးစမ်းထားပါတယ်နမတို့ရဲ့ပထမဆုံးအတွေ့အကြုံလို့လည်းပြောလို့ရပါတယ်နှစ်ယောက်လုံးအတွက်အဲ့တော့အားနည်းချက်တွေရှိရင်လည်းပြိတ္တကြီးကနားလည်ပေးပါလို့နမတို့နှစ်ယောက်လုံးရဲ့စူးစမ်းမှုတော့တပြားတစ်ချက်မှမလျော့ပဲနဲ့အစွမ်းကုန်စူးစမ်းထားပါတယ်လို့အဲအကြောင်းဝေဖန်ပေးပါလို့ဟုတ်ကဲ့ပါဒီခွင့်နဲ့ပတ်သက်ပြီး promotion ဘယ်တော့ပြုလုပ်မလဲနောက်ပြီးပရိသတ်တွေနဲ့ပဲချိန်တွေ့ဆုံမလဲဆိုတာလည်းသိချင်ပါတယ်ဗျအခု January လ25ရက်နေ့တကုံစန္ဒာ2 outdoor area မှာပရိသတ်တွေနဲ့တွေ့ပါမယ်လို့ promotion ပွဲလုပ်ပါဒါရန်ကုန်ပေါ့နော်အချိန်ကညနေ3နာရီကနေ6နာရီပါဟုတ်ကဲ့ပါဒီခွေဝယ်အားပေးကြမယ်ပရိသတ်တွေအတွက်လက်ဆောင်စကားလေးပြောကြပေးပါအောင်ဗျလက်ဆောင်စကားဆိုရင်နှစ်ယောက်ကန်ဆယ်မဲ့ထိထားတယ်ကန်ဆယ်မဲ့ကတစ်မျိုးတည်းလည်းမဟုတ်ဘူးတို့3မျိုးလောက်ပါနော်ကန်ဆယ်မဲ့3မျိုးလောက်ရှိရပြီးတော့t-shirt တွေလည်းပေးပြင်ပါပါဟုတ်ကဲ့ပါခုလိုဖြစ်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ဒီ music video မှာပါဝင်သရုပ်ဆောင်ထားသူနောက်ပြီးတချင်းနှစ်ပုတ်ကိုရေးဆက်ဖန်တီးပေးထားသူတို့ဖြစ်တဲ့တေးသံရှင်ကျော်တို့ဆွေရဲ့စကားသံကိုလည်းနားဆင်ရမှာပါ။ဟုတ်ကဲ့မင်္ဂလာပါဗျ။ဟုတ်မင်္ဂလာပါ။ဟုတ်ကဲ့ပါဒီနေ့မှာဆိုရှင်ဒါနာမည်ပြောတဲ့နဲ့နန်းသူစာတို့ရဲ့ friend အခွေထဲမှာဒါတချင်းနှစ်ပုတ်ရေးပေးထားတယ်လို့သိရတယ်ဗျ။ဒီဘယ်ချင်းတွေလဲဆိုတာပရိသတ်တွေပြောပြရအောင်။ဟုတ် Kiss Me Quiz ပဲပုတ်ရဲ့နောက်တော့တငယ်ချင်းဆယ်ပွဲနှစ်ပုတ်ဟုတ်ဟုတ်ကဲ့ပါဒီသူတို့ရဲ့အခွေထဲမှာရောပါဝင်တရုပ်ဆောင်တာရှိသေးလားဗျဟုတ်အဲ့ကျွန်တော်ရေးပေးတဲ့တော့ Kiss Me Quiz မှာတရုပ်ဆောင်တာဗျဟုတ်
ဟုတ်ကဲ့ပါသူတို့နှစ်ယောက်အတွက်ဒီအခွေတန်းမှာဘယ်လောက်ထိစူးစမ်းထားလဲဒါကိုရိုက်ဒါပြန်ပြီးတော့သူတို့အောင်မြင်မှုအတွက်ကိုကွန်ပျူတာစကားလေးပြောကြားပေးပါအောင်ဗျ ဟုတ်သူတို့တော်တော်ကြိုးစားထားပါတယ်သူတို့ဟိုဘယ်လိုခေါ်မလဲအလုံးမှာအားကြတဲ့ဂျာဒီကသူတို့ဒီဟာကိုပြီးအောင်လို့အမိုက်စားပြီးအောင်သူတို့လုပ်ကြရဆိုတော့သူတို့အတွက်ဂုဏ်လဲယူပါတယ်ဝမ်းလဲတာပါတယ်ဟုတ် ဟုတ်ကဲ့ပါသူတို့က promotion ပွဲလည်းလုံးမှာဆိုတော့ဒီအပေါ်မှာဒါလာရောက်ကြည့်ရှုကြမယ်ဒါဝယ်ယူကြမယ်ပရိသတ်တွေအတွက်လည်းဒါလက်ဆောင်စကားလေးပြောကြားပေးပါအောင်ဗျ ဟုတ်ပရိသတ်တွေအားလုံးဆက်ဆက်စာလာခဲ့ပါအဲ့နေကြရင်ပြောဖို့ကောင်းပါပါဟုတ် ဟုတ်ကဲ့ပါကျွန်တော်တို့ဆိုအားပေးနေကြပရိသတ်တွေအတွက်လည်းလက်ဆောင်စကားလေး ဟုတ်ပရိသတ်တွေအားလုံးကျမ်းပါပါသေးလို့ဟုတ်အဲ့နေကြရင်လည်းလာခဲ့ပါ ဟုတ်ကဲ့ပါအခုလိုဖြေပေးတော့ကျေးဇူးများတင်ပါတယ်ဗျ ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်